လိုက်မိလား ဒီကလိုင်းမြင်တယ်ဘာလုပ်ချင်တာ လိုက်သုံးခြင်းတော့ လိုင်းကဘယ်သူကတုံးနေတာ ညီလေး ညီလေးဘာလို့တုံးနေတာ ဒီဖော်နေတွေ့ရင်ဟလား ဟောလိုက် ဟာ လိုက်เนี่ยကလေး ဩလိုင်းနဲ့ကာတုံးကလိုင်းကဒီကမရ မလို့ညာရောတရားရတော့ ဘူးကိုနဲ့ညီလေးနဲ့မော်ရဲကြရင်နော်မေးစီကလက်ဖိတ်ကိုတောင်းဆော့ရှိုးရမယ်လက်ဖိတ်စလိုက်ရမှာလိုက်ရမှာလားဟမ်ညီကိုညောက်သွားမယ်လေဟမ်လိုက်ဘူးလားဟုတ်လို့မင်းမမပါတယ်လားဟာလား မလို့အောင်ငါဖုန်နေနဲ့ဇာကြီးနဲ့လည်းမလို့အောင်လို့ဖုန်နေမမြင်လားဖုန်နေမယ်ဖုန်နေလုံးနဲ့ပွားကိုလိမ့်မယ်လာမေထမင်းခွန်မယ်လားတော့မထမဆိုင်ကွာတော့ဆိုင်ကွာမလို့မင်းလည်းတော့လေဒီလာမေခွန်မယ်လားဟဲ့တော်အောင်ဆိုင်ကွာလာမေခွန်မယ်လားပြေခွန်မှာလောက်မှမပြောသူကလောက်အောင်လို့ဆိုတာဒီကိုစေပြောရနာပါငါရိုက်လိုက်မယ် ပြောလေဆိုတယ်နော်လူစိုးလေးပါဆိုနေမှာ ဒါ easy ပို့လား